မင်္ဂလာပါ IDK NCCI နဲ့ Computer သင်တန်းမှာကြိုဆိုပါရစေ။ဟုတ်ပါခရီးကတော့ IDK ရဲ့ New Year ပတ်စယ်ကန်ထူတဲ့သူများကိုဒီကျွန်တော်ရဲ့ C# ကိုအသုံးပြုပြီးတော့မှရေးသားထားတဲ့ဒီ random ပေါ့လေနော်ကျွန်တော်တို့ number တွေကိုဒီ random number တွေဖန်တီးတဲ့ဒါ software လေးနဲ့ကျွန်တော်တို့ဒါရွေးချယ်တော့ဖြစ်ပါတယ်။အဲဒါကျွန်တော်တို့ဒီ random number ကိုဘယ်လိုရေးထားလဲဆိုတဲ့ဟာကိုကျွန်တော်အရင်ပြပေးတော့ဖြစ်ပါတယ်။ဒါအခုနောက်ပိုင်းကတော့ကျွန်တော်ဒါ program တွေကိုဒါတော်တော်များစိတ်ဝင်စားလာကြတယ်ပေါ့နော်။ဒါလိုက် program ရေးတဲ့အခါမှာလည်း program တစ်ခုနဲ့တစ်ခုကဆက်ပြီးတော့စဉ်းစားသွားရင်ဒါရတယ်ပေါ့နော်။အခုဒါကျွန်တော်ရေးထားတဲ့ random ပုံစံလေးကိုကျွန်တော်ကဒီမှာတစ်ခါတည်းပြပေးသွားမှာပေါ့နော်။အဲကျွန်တော်တို့ဒီ random မှာတော့ကျွန်တော်တို့ဒီ random ထုတ်တဲ့ကျွန်တော်ရဲ့ကုတ်ကလေးကနှစ်ကြောင်းလောက်ပဲရှိတာပေါ့နော်အဲဒီမှာဆိုကျွန်တော် random ကိုဘယ်လိုရေးထားလဲဆိုတော့ကျွန်တော်ရဲ့ဒီ random ကအမှန်တကယ်တော့ဒီကလေးတွေစတင်တဲ့နေရာကနေလာတဲ့ပုံစံနဲ့ကျွန်တော်ရေးထားတာပေါ့နော်ဒီကျွန်တော် C# project base C# မှာကျွန်တော်ပြောထားတဲ့ပုံစံလေးနဲ့ကျွန်တော်သွားထားတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ project base C# မှာတော့ကျွန်တော်ဒါဒီသင်ခန်းစာအနေနဲ့3ခုကျွန်တော်တင်ထားတယ်အဲဒီသင်ခန်းစာ3ခုမှာပါဝင်တဲ့အထက်ကနေပြီးတော့မှကျွန်တော်ကဒီ random တစ်ခုကိုဖန်တီးလိုက်တာဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်ဒီမှာ3ခုရှိမှာပေါ့နော်ဒီ3ခုမှာကျွန်တော်တို့က random အနေနဲ့3ခုဒါပေါ်လာမှာပေါ့နော်ကျွန်တော်ရဲ့ကုတ်ကလေးကိုကျွန်တော်ဒါပတ်ကြည့်လိုက်မှာပေါ့နော်ဒီကုတ်ကိုနှိပ်တဲ့အချိန်မှာကျွန်တော်ရဲ့ဒီကုတ်ထဲမှာဆိုကျွန်တော် random 4ခုထည့်ထားတာပေါ့နော်ဒီမှာ button 4ခုဆိုပြီးကျွန်တော်ထည့်ထားတယ်အဲ့ဒါလေးကိုကျွန်တော်ကဒါပြင်ပါပေါ့နော်ကျွန်တော် random မှာတော့ကျွန်တော်ဒါ random ကြားတဲ့ပုံစံလေးကိုကျွန်တော်ရေးထားတာဖြစ်ပါတယ်အဲဆိုကျွန်တော်ဒီ program မှာတော့ဒီ button 3ခုမှာမတူညီတဲ့ random 3ခုထပ်လာမှာပေါ့နော်ကျွန်တော်အခုဒီမှာတော့ဒီလူတွေကိုကျွန်တော်ရဲ့ဒီចောင်းသားတွေဖြည့်ဆိုတဲ့ចောင်းသားတွေရောမဖြည့်ဆိုတဲ့ចောင်းသားတွေပါကျွန်တော်ဒါအခုနောက်ပိုင်းထည့်ထားလိုက်တယ်ပေါ့နော်တချို့လည်းရှိတယ်တချို့ post ကိုမမြင်လိုက်တဲ့သူတွေလည်းရှိမှာပေါ့နော်ဒါဆိုတော့ကျွန်တော်ဒီမှာဒီလူများသွားအောင်လို့ကျွန်တော်ចောင်းသားတွေတော်တော်များကိုထည့်ထားပါတယ်အဲဆိုတော့ဒီတချို့လည်းရှိတယ်ပေါ့နော်ဒီ Telegram တို့ Viber တို့ဒီတချို့ account တွေဖောက်လို့မရတဲ့အကြောင်းသားတွေလည်းရှိတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်ကတော့အခုဒါကျွန်တော်ရဲ့ဒီကျောင်းသားတွေတော်များထည့်ထားတယ်ဒီမှာဆို XZVVA မှာလည်းတင်နေတဲ့ကျောင်းသားတွေလည်းထည့်ထားတယ်ဒါပေမဲ့တချို့လည်းရှိတယ်ပေါ့နော်ကျွန်တော် Facebook group တွေမှာရှိတယ်ဒီလူတွေတော့ကျွန်တော်မထည့်မိလိုက်ဘူးပေါ့နော်အဲဆိုတော့ကျွန်တော်တို့ဒီနောက်တစ်ခေါက်ကန်ဆယ်မဲ့အစီအစဉ်ပေါ့နော်အဲဒီကြမှာဒီကျွန်တော်တို့လူတော်များကိုကျွန်တော်ထည့်ပေးမှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်ဒါ random ရေးတဲ့ကုတ်ကလေးကိုကျွန်တော်နမူနာပြတာပါကျွန်တော်ရဲ့ခုံမှာဒီတချို့ရှိတယ်ပေါ့နော်ဒီ cancel mail season ဆိုတဲ့အခြေအနေမှာဒီကုတ်တွေကိုဒီရေးထားတာပေါ့နော်ဒီမှာဆိုရင်ကိုကြားခြင်းတဲ့သူကြားဆိုတဲ့အခြေအနေမျိုးတွေရှိတယ်ပေါ့ကျွန်တော်ခုဒါ gain တွေပဲဆိုကြပါစို့slot gain တွေဆိုရင်လည်းအဲ့လိုပုံစံတွေရေးထားတာပေါ့နော်အဲဆိုတော့ဒီကျွန်တော်ရဲ့ခုံမှာတော့ random 3ခုကျွန်တော်တို့ button 3ခုကျွန်တော်ထည့်ထားတယ်မတူညီတဲ့ number တွေကျွန်တော်ကြာလာမှာပေါ့နော်ဒီမှာကျွန်တော်00တွေလောက်ထားတယ်ကျွန်တော်ဒီမှာ stack နှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်ရင်ကျွန်တော်ဒီ button မှာbutton ကိုနှိပ်လိုက်တဲ့အခါမှာဟုတ်ပြီကျွန်တော်ခဏလေးစောင့်ကြည့်အောင်ပေါ်လာပြီပေါ်လာပြီဆိုကျွန်တော် press နှိပ်လိုက်မယ်နှိပ်လိုက်တော့နောက်က0ကခုနကတော့0မပြောင်းဘူးပေါ့နော်ဒါအခုတော့ပြောင်းသွားပြီ153ဆိုပြီးနောက်တစ်ချက်နှိပ်လိုက်မယ်5ရှက်ပေါ့အများကြီးပဲနှိပ်ရမှာပေါ့နော်ကဏ္ဍ3လုံးဆိုတော့အများကြီးပဲပေါ်လာဒါဆိုကျွန်တော်ဟုတ်တဲ့နေတော့ပြောသလိုမျိုးပဲကျွန်တော်ကဒီမှာတော့100ကျော်ဖြစ်သွားပြီပေါ့နော်ကျွန်တော်ဒီမှာနံပါတ်တွေက100နဲ့မှ90ကျော်80ကျော်လောက်ဒီကျွန်တော်ရောက်သွားပြီပေါ့နော်ရောက်သွားတဲ့အချိန်မှာကျွန်တော်ရဲ့နံပါတ်ကိုတော့ကျွန်တော်ကြည့်ဖို့လိုတယ်ဘယ်လောက်ထိလဲဆိုတဲ့ဟာကိုတော့ကျွန်တော်ကြည့်ဖို့လိုတယ်ဒါဆိုတော့ကျွန်တော်တို့ဒီနံပါတ်တွေမှာနောက်ဆုံးနံပါတ်ပေါ့နော်နောက်ဆုံးနံပါတ်ကကျွန်တော်အခုဘယ်လောက်ထားလဲဆိုတော့181ထိကျွန်တော်ထားတယ်ပေါ့နော်181နောက်ဆုံးပေါ့အဲတော့ကျွန်တော်ဒီမှာနံပါတ်ကိုနှိပ်လိုက်တဲ့အချိန်မှာ181နောက်ဆုံးထိကျွန်တော်ကဒါနှိပ်ဖို့လိုတယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်တစ်ချက်ကြည့်အောင်ကျွန်တော်ရဲ့နံပါတ်ရဲ့နောက်ဆုံးကိုကျွန်တော်ပြန်ကြည့်မယ်ပေါ့ဟုတ်ပြီကျွန်တော်ဒီမှာနံပါတ်ကြည့်လိုက်တဲ့အခါမှာ181နောက်ဆုံးပိတ်ဒီကျွန်တော်ထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကဒီနံပါတ်တွေနှိပ်တဲ့အချိန်မှာ181ကိုနောက်ဆုံးထားပြီးကျွန်တော်နှိပ်မှာဖြစ်ပါတယ်
တော့ကျွန်တော်ကလည်းဒီမှာပေါင်မဲ number တွေကိုကျွန်တော်က Excel file လေးနဲ့ကျွန်တော်ကမှတ်ထားမယ်ပေါ့နော်ဒါမိတ်ဆွေတို့ကလည်းဒီကိုယ့်ရဲ့ number တွေကိုမှတ်ထားဖို့လိုပါတယ် Excel file နဲ့မမှတ်တော့ဘူးကျွန်တော်ဒီမှာ note လေးနဲ့ပဲကျွန်တော်မှတ်ထားလိုက်မယ်ပေါ့နော် notepad ထဲဝင်ပြီးတော့ number ဘယ်လောက်ပါဒါဆိုကျွန်တော်ပထမဦးဆုံးKP 9000ပေါက်တဲ့သူကိုကျွန်တော်ကဒီမှာလာတော့မယ်ပေါ့နော်အဲကျွန်တော်ကတော့ဒါဒီမိတ်ဆွေတွေကိုနှိပ်ပြတာပေါ့ဘာဒီလိုရောက်လာတယ်ဆိုတဲ့ဟာကိုကျွန်တော်နှိပ်လိုက်တဲ့အခါမှာ random ကျသွားတာဒီမှာကျွန်တော်ရဲ့ random ကျတဲ့ number ကတော့ဒီသူက random ဆိုတဲ့အတိုင်းပဲသူကျချင်တာကျသွားမှာပေါ့နော်အဲ့တော့ကျွန်တော်နှိပ်လိုက်တဲ့ချိန်မှာကျွန်တော်ကအခုနှိပ်လိုက်ပြီပေါ့နှိပ်လိုက်တဲ့ချိန်မှာနောက်တစ်ယောက်က KB 9000လို့ပြောလိုက်တာ ਨੇ အဲ့လူက KB 9000 condition ဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်အခုနှိပ်နေအောင်မယ် random ရဲ့ပုံစံလေးကိုကျွန်တော်စစ်မှာပေါ့software တွေမှာထူးခြားမှုတော့ရှိတာပေါ့နော်အဲ့ထူးခြားမှုကဘာလဲလို့ပြောရင်ကျွန်တော်ရဲ့ software တစ်ခုမှာရေးထားလို့ရတယ်ပေါ့အခုထားတာဒီ software မှာဆိုဘယ်လောက်ဆိုပြီးတော့ရေးချင်တယ်ဆိုသူ့ရဲ့ဟာဘယ်နှစ်ကြိမ်မြောက်ဆိုတာရှိတာပေါ့အမှန်တကယ်တော့အကြိမ်ရေးအတွက်နဲ့ကျွန်တော်အမှတ်တာပေါ့အခုဒါကျွန်တော်ဆိုနှိပ်နေတယ်ပေါ့ဘယ်လောက်နေမှမသိဘူးလေနော်တချို့တွေကဘယ်နှစ်ကြိမ်ဆိုပြီးတော့ဘေးမှာပေါ့ count လုပ်တဲ့ function လေးတစ်ခုကိုပွက်ပြီးတော့ထည့်ထားလို့ရတယ်ပေါ့နော်ဒါကတော့ဒီတချို့ software တွေရေးတဲ့ချိန်မှာဒါ game software တွေရေးတဲ့ပုံစံကိုပြောတာနော်ကျွန်တော်ကတော့ဒီမှာနှိပ်ကြည့်မယ်ပေါ့ဘယ်လို random နေကြလဲဆိုတော့ကျွန်တော်စစ်မှာပေါ့သုံးလုံးကဏ္ဍပေါ့ဒါပိတ်ဆိုလို့လေဒီချဲပေါ့ချဲမှာတော့သုံးလုံးရှိရတယ်နော်အဲ့သုံးလုံးကဏ္ဍနေဒါတွေ့ဘူးတယ်ပေါ့အဲ့သုံးလုံးကဏ္ဍနေမှာအများကြီးပဲလေကျွန်တော်အခုကလေနော်ဒီလိုမျိုးတွေရှိမှာပေါ့ကဲဒါဆိုရင်ကျွန်တော်ကအခုစတော့မယ်ကန်တူတဲ့သူကိုရေးတော့မယ်ပေါ့နော်အဲ့တော့ကျွန်တော်အခုနောက်ပေါ်လာတဲ့နံပါတ်က KP 9000ကန်တူတဲ့သူလို့ကျွန်တော်ကပြောလိုက်တော့မယ်ပေါ့ကဲဒါဆိုကျွန်တော်အခုနောက်နှိမ့်မဲ့လူက KP 9000ပေါက်တဲ့သူဖြစ်ပါတယ်အဲ့မှာနောက်နေတဲ့သူက181ထက်ကျော်သွားရင်နောက်တစ်ခေါက်ထပ်ပြီးတော့မှပြန်ရွေးမယ်ပေါ့ဟုတ်ပြီနော်အဲ့ဒါတော့ဖြည်းဖြည်းချင်းနှိပ်သွားမယ်ကျွန်တော်181အောက်ကိုရောက်သွားတယ်ပေါ့မန်182ပေါ့နော်182အောက်ကိုရောက်သွားတဲ့သူကKP condition ဖြစ်သွားမှာဖြစ်ပါတယ် KP 9000 condition ဖြစ်သွားမှာဖြစ်ပါတယ်ကဲဒါဆိုတော့ကျွန်တော်တို့အခုနောက် number က KP 9000လို့ကျွန်တော်ပြောလိုက်ပြီပေါ့နှိပ်ကြည့်အောင် okay 68တက်ပါ414 400 355 386 516 3938 okay ကဲဒီမှာဆို3938ပါသွားပြီဆိုတော့3938က KP 9000 condition ဖြစ်သွားပါပြီဒါဆိုကျွန်တော်ဒီမှာ record လေးကိုကျွန်တော်ခဏလေးရက်လိုက်မယ်sorry မရက်တော့ဘူးဒီမှာဆိုဒီ note ထဲကိုကျွန်တော်တွားပြီးတော့မှတ်လိုက်တော့မယ်အဲ့ဆိုကျွန်တော်တို့ရဲ့ condition က3938ဖြစ်သွားပါပြီကဲထူးထူးခြားခြားပဲကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်နံပါတ်တွေအများကြီးကြားလိုက်ပေါ့နံပါတ်တွေအများကြီးကြားတဲ့အထက်မှာရှေ့မှာ39နှလုံးပါပြီးတော့ထူးထူးခြားခြားပေါက်သွားတယ်သူဒါဆိုတော့3938 condition ဖြစ်သွားပြီပေါ့ကဲဒါဆိုကျွန်တော်ကမှတ်လိုက်ပြီ3938ပေါ့နော်ကန်ထူးတဲ့သူဖြစ်သွားပါပြီကဲဒါဆို3938ကန်ထူးတဲ့သူကတော့နောက်ဒီဖုန်းပေ9000နဲ့မှာမပါသွားတော့ဘူးပေါ့နော်ကဲဒါဆိုကျွန်တော်ဖုန်းပေ9000ပေါ့နော်ဖုန်းပေ9000ကန်ထူးတဲ့သူတွေကိုရေးမှာဖြစ်ပါတယ်ကဲဒါဆို condition နံပါတ်1ပါဖုန်းပေ9000 condition နံပါတ်1ဘယ်လိုဖြစ်မလဲပေါ့ကျွန်တော်ဇက်တိုက်တော့နှိပ်သွားတော့မယ်ကျွန်တော်ဘေးမှာပဲနည်းလေးရွှေ့ပြီးတော့ကျွန်တော်တစ်ခါတည်းမှတ်သွားတော့မယ်ပေါ့နော်ဒီဘက်ကနှုတ်မှာပေါ့ကဲဒါဆိုတော့ကန်ထူးတဲ့သူပေါ်လာပြီဖြစ်ပါတယ်ကပြင်း9000ပေါ့နော်ဒါကျွန်တော်နှိပ်လိုက်တော့မယ်နောက်တစ်ချက်နှိပ်လိုက်ပြီ433 244 contact 445 353ဒါ353ကပထမဦးဆုံးဖုန်းပေ9000ကန်ထူးတဲ့သူဖြစ်ပါတယ်ကဲနောက်ထပ်နံပါတ်2ပါနံပါတ်2ကနောက်တစ်ချက်နှိပ်လိုက်မယ်4ခွန်13လုံးပါကဲဒါဆို13လုံးကလည်းဒုတိယကန်ထူးတဲ့သူပါအခုနံပါတ်3ပါ3ယောက်မြောက်ပေါ့နော်နှိပ်လိုက်မယ်614 336 261 3961ပါဒါ3961က KP ကန်ထူးတဲ့သူပါ sorry 9000ကန်ထူးတဲ့သူပေါ့နော်နံပါတ်4ပါအခုနှိပ်မယ်ခွန်8နဲ့961 434ခွန်3လုံးခွန်31 3ခွန်8ဒါ3လုံးဆိုတော့အများကြီးပေါ်တယ်နော်2လုံးဆိုတော့နည်းနေပါဘောနော်โอเคဒါဆိုတော့656โอเค340ပါ340 KB ကန်ထူးတဲ့9000ကန်ထူးတဲ့သူပါ
ဒီမှာနံပါတ်တွေမတူဘူးဗျကျွန်တော်အခုတည်းမှာနှိမ့်နေတာပေါ့နော်3လုံးဆိုနံပါတ်တူဖို့မရှိဘူးလေနော်တူချင်းလဲတူလာမှာပေါ့နော်โอเค3 2 1ပါ21ပေါ့နော်နံပါတ်6ပါ9 4 6 3 1 6နဲ့8 4နဲ့136ပါ136က6ရောက်မြောက်ကန်တူရှင်ပါနံပါတ်9က8နဲ့8 300 634 26ခွန်8နဲ့3နဲ့8ပါ3နဲ့8ပါကန်တူရှင်9ရောက်မြောက်ရှိသွားပါပြီနော်8ပါဟုတ်ပြီနေကြည့်အောင်680 445 136ပါဒီမှာ136တော့အော်ပါသွားပြီဒီမှာပုံမှန်136ပါသွားပြီနော်136နှစ်ကြိမ်အောင်ကြာတယ်ပေါ့နော်ဟုတ်ပြီ315ပါဗျာနောက်တစ်ခုက315နောက်က9ရောက်မြောက်ကန်တူရှင်ပါ48ခွန်318 844 388ပါ388ကန်တူရှင်ပါ10ရောက်မြောက်ပါကဲနောက်ဆုံး1ရောက်ပါဗျာနောက်ဆုံး1ရောက်ဘယ်သူဖြစ်မလဲကြည့်ကြည့်ရ43ခွန်9နှစ်နဲ့2 4 280ခွန်4ခွန်9နှစ်ခွန်636ခွန်45 6ခွန်3ည239နဲ့433 641 34နဲ့53ခွန်โอเคဒီမှာတော့ကနေနေအများကြီးပဲအကြီးတွေကြာနေရနော်မကြဘူးဗျာနော်โอเคနှိပ်ခဲ့မယ်100ပါဗျာကဲနောက်ဆုံးဘိတ်က100ပါကဲဒါဆိုရင်တော့ဒါကျွန်တော်တို့ KP 9000 condition နဲ့ဖုံးပေ9000 condition 10ရောက်ကိုကျွန်တော်ရွေးပြီးသွားပြီဖြစ်ပါတယ်အဲဆိုတော့မိတ်ဆွေတို့ကလည်းဒီကဏ္ဍတွေကိုမှတ်ထားပြီးတော့မှဒီကျွန်တော်ရဲ့ Viber ပေါ့နော်4420 4336 Viber ရဲ့နောက်တစ်ခုကဒီကျွန်တော်ရဲ့ Telegram ပေါ့နော် Telegram မှာတော့ကျွန်တော်အခုက3999နှစ်နဲ့10 5နဲ့3ကိုပဲကျွန်တော်သုံးနေတာပေါ့နော်အခြား Telegram အကောင့်ကကျွန်တော်နည်းနည်းလေးဖုန်းပြတ်သွားရင်လည်းအကောင့်မဖောက်ရသေးဘူးပေါ့နော်ဒါဆိုတော့အဲ့ဒါကိုပဲကျွန်တော်လာပြီးတော့အခုရဲ့ကျွန်တော်ရဲ့ post ပေါ့နော်ဒီမှာတော့ YouTube post ပေါ့ကျွန်တော် YouTube မှာတင်ပါပေါ့နော် YouTube post လေးနဲ့ဒီကျွန်တော်ရဲ့ပေါင်မဲနံပါတ်ကလေးပေါ့ဒီမှာတော့နံပါတ်ကိုယ့်ရဲ့နံပါတ်ကတော့ Telegram မှာရှိတယ်ဆိုရင် Telegram ကနံပါတ်ကိုကျွန်တော်လာပြီးတော့ပြပြီးတော့ဒါထုတ်ယူလို့ရပါတယ်နော်အဲ့မှာကျွန်တော်တခါလေးပြောချင်တာကတော့ကျွန်တော်ဒီနောက်မကြခင်ချိန်တွင်ပါဗောနော်ကျွန်တော်တို့ IDK ကနေသင်ကြားနေတဲ့ဒီ online class တွေကိုဒါအထူးနှုံတာတရက်နဲ့ဒါကျွန်တော်သင်ပေးဖို့စိတ်ကူးထားတယ်ဗောနော်ကျွန်တော်ဒီမှာတက်တဲ့သင်တန်းသားတွေရောပြင်မှာဒီကျွန်တော်ဒီမတက်ရသေးတဲ့မိတ်ဆွေတွေရောဗောနော်ကျွန်တော်တို့ဒါလာပြီးတော့ကျွန်တော်ရဲ့ online class ကို join နေတယ်ဆိုရင် join လို့ရအောင်လို့ကျွန်တော်shop ပေးမှာဖြစ်ပါတယ် discount ချပေးမှာဗောနော်ကဲဒါဆိုတော့ကျွန်တော်တို့ဒါနေ့တက်မှာစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ပါစေလို့ IDK မိသားစုကနေကျွန်တော်တို့ဒါဆုမွန်တောင်းပေးလိုက်ပါတယ်နော်